သူမကဟန်ထရာကိုပြန်တက်လာဖို့တောင်းပန်ပေမဲ့ဟန်ထရာကပိုယူသွန်းတဲ့အကြံတစ်ခုရခဲ့ပါတယ်။သူမကသူမရဲ့ဘေးကင်းရေးကြိုးကိုဖြုတ်လိုက်ပါတယ်။အခုတော့ဘာကာကွယ်မှမရှိဘဲတွဲလောင်းဖြစ်နေပါပြီ။သူမကလက်တစ်ဖက်နဲ့ကြိုးကိုကင်ပြီးကျောပိုးအိတ်စီကိုနောက်လက်တစ်ဖက်နဲ့လှမ်းပါတယ်။သူမအဲ့ဒီလူဟာတန်တုတ်တစ်ချောင်းကိုကင်ပြီးသူတို့ရဲ့ကားစီကိုရှောက်သွားတာကိုသူတို့မြင်လိုက်ရပါတယ်။သူကတိုးဆုပ်မနေပဲကားမှန်ကိုရိုက်ခွဲလိုက်ပါတယ်။အပေါ်ကနေကောင်မလေးတွေဟာခြေဆောင်ပြီးပြာရခတ်နေကြပါတယ်။အဲ့ဒီနောက်သူကတကားဖွင့်ထဲဝင်ပြီးအင်ဂျင်နိုးလိုက်ပါတယ်။သူကသူတို့ကားကိုခိုးနေတာပါ။သူတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ဝေးရာကိုပျောက်ကွယ်သွားတာကိုသူတို့နှစ်ယောက်ကြည့်နေုံပဲတက်နိုင်မှာတော့တယ်။ပေ2000အမြင့်မှာတောင်တင်ရင်အရင်ကထပ်ပိုပြီးမျှော်လင့်ချက်မဲ့သွားပါတယ်။အခုသူတို့လုံနိုင်တာကတော့အဲ့ဒီတခိုးကလူသားချင်းစာနာစိတ်ရှိပြီးအကူအညီတောင်းပေးဖို့ဆူတောင်းရုံပါပဲသူတို့နောက်တနေ့မနက်အထိစောင့်ခဲ့ပေမဲ့ကယ်ဆယ်ရေးရောက်မလာပါဘူးဒီလိုဆက်သွားလို့မဖြစ်တော့ပါဘူးသူတို့ရေမတောက်ရတာတရက်ကျော်နေပါပြီသူတို့ကိုသူတို့ကယ်တင်ရပါတော့မယ်ဒါကြောင့်ဟန်ထရာကစွန့်စားဖို့ဆုံးဖြတ်လိုက်ပါတယ်သူမကဘေးကင်းရေးကြိုးကိုချီပြီးအောက်ကဂျိုးဒူအင်တင်နာပြားမှာတင်နေတဲ့ကြောပိုးအိတ်ကိုတွားယူဖို့ပြင်ပါတယ်ဘက်ခီကမလုပ်ဖို့တောင်းပန်ပေမဲ့ဟန်ထရာကနားမထောင်ပါဘူး။သူမကကျိုးတစ်ဖက်ကိုတိုင်းမှချီပြီးတာဝါတိုင်ဘေးကနေဖြည်းဖြည်းချင်းဆင်းသွားပါတယ်။ခြေလမ်းတိုင်းကိုတန်ပေါင်တွေကိုတုံးပြီးဟန်ချက်ထိန်းဆင်းသွားပါတယ်။ရုတ်တရက်သူမလက်ချော်သွားပြီးလေထဲမှာကျိုးနဲ့တွဲလောင်းခိုနေရပါတယ်။သူမဟာဟန်ချက်ပြန်ထိန်းဖို့ကြိုးစားပြီးနောက်တတိထားပြီးဆက်ဆင်းသွားပါတယ်။ဒါပေမဲ့ကျိုးဆုံးထိရောက်သွားတဲ့တိုင်ကြောပိုးအိတ်ကအဝေးကြီးမှရှိနေပါသေးတယ်။သူမကဘေးတိုက်ကိုစောင်းပြီးလက်တစ်ဖက်နဲ့လှမ်းယူဖို့ကြိုးစားပေမဲ့မအောင်မြင်ပါဘူး။အပေါ်မှာဘိကီကတော့ထိတ်လန့်နေပါတယ်။သူမကဟန်ထရာကိုပြန်တက်လာဖို့တောင်းပန်ပေမဲ့ဟန်ထရာကပိုယူသွန်းတဲ့အကြံတစ်ခုရခဲ့ပါတယ်။သူမကသူမရဲ့ဘေးကင်းရေးကြိုးကိုဖြုတ်လိုက်ပါတယ်။အခုတော့ဘာကာကွယ်မှမရှိဘဲတွဲလောင်းဖြစ်နေပါပြီ။သူမကလက်တစ်ဖက်နဲ့ကြိုးကိုကင်ပြီးကျောပိုးအိတ်စီကိုနောက်လက်တစ်ဖက်နဲ့လှမ်းပါတယ်။သူမလေထဲမှာဟိုဘက်ဒီဘက်ရိမ့်လိုက်ပါတယ်။မမီသေးတဲ့အတွက်တာဝါတိုင်နရံကိုခြေထောက်နဲ့ကန်ပြီးအချိန်ယူလိုက်ပါတယ်။အချိန်ကိုအတိအကျတွက်ချက်ပြီးခြေထောက်ကိုရှေ့လွဲကလက်ကိုလွှတ်လိုက်ပါတယ်